စလောင်းမှာမြန်မာလိုင်းထည့်နီးပေါ့နော်ပထမဆုံးမီနူးကိုနှိပ် password တောင်းရင်304လုံးပေါ့နော်ပြီးရင်အဲ့ဒီမှာဒုတိယအတန်း installation ကိုဆွဲချလိုက် installation ကိုဆွဲချ OK နှိပ်ပြီးလို့ရှိရင်အဲ့မှာထိုင်ကွန် K ဆိုတော့တွေ့လို့ရှိရင်သူ့ရဲ့အနီခလုတ်ရဲ့အောက်ကဆက်မေးဆိုတဲ့ခလုတ်လေးကိုတစ်ချက်နှိပ်အဲ့မှာနံပါတ်တွေကြားလာမယ်နံပါတ်တွေကြားလာရင်1268ခွန် V3000 ဆိုတော့ရွေ့အဲ့မှာစင်ကနေတက်လာလိမ့်မယ်နော်အမှ OK နှိပ်လိုက်အပြာမှန်ချစ်လေးချက်သွားမယ်ဟုတ်ပြီအဲ့လိုရပြီဆိုလို့ရှိရင်ကျွန်တော်အသေးပုံအပြာခလုတ်လေးကိုနှိပ်နော်အဲ့မှာ search လို့ပေါ်ရင် OK နှိပ်လိုက်ဒါဆိုသူ line ရှာလိုက်မယ်နော်အဲ့မှာစင်ကနေအောက်ကအစိမ်းနှမ်းလေးတက်ရမယ်ဒါဆိုသူ line ရှာနေပြီ line ရှာလို့ line တွေတွက်ပြီဆိုရင်အဲ့မှာ search finish OK ကိုနှိပ်ပေးလိုက်အဲ့မှာမြန်မာ line တွေဝင်လာပြီဒါဆို OK နှိပ်ပေးလိုက်ရင်ရပြီနော်အဲ့မှာ line ရဲ့နောက်ဆုံးမှသွားကြည့်လိုက်နောက်ဆုံးမှသွားကြည့်လိုက်ရင်ဒါဟိုအခုအသစ်ရှာတဲ့ line တွေဝင်လာမယ်အဲ့မှာ YTV ဒါဆို YTV ပေါ့နော်ပြီးလို့ရှိရင် M Entertainment နော် MRTV Entertainment ပြီးရင် Channel K Angel TV ဒါမြန်မာ line တွေ Fortune တို့เนาะအကုန်လုံးမြန်မာ line တွေအစုံရရเนาะ MITV တို့เนาะဒါမြန်မာ line တွေအစုံပါလာပြီပေါ့เนาะ Channel 7ရော MRTV 4ရောအကုန်ပါလာပြီเนาะ